စီမှာပြအတွက်မလက်စားဟိုဈေးကြီးရဲ့ပန်းနေပြီးရင်မကြိုက်ဘူးပြောမှာဆိုလို့ဒီပန်းစီကဈေးမကြီးဘူးနော် လှပါတယ် ဟိုဒါနဲ့ပန်းထဲမှာလေဘယ်ပန်းကြိုက်ဆုံး နင်းစီဖြူ ရင်းစီ တစ်ဆိုင်လုံးနင်းနဲ့ငါနဲ့နှစ်ယောက်တည်းနော်အခြားသူတွေလည်းမရှိဘူးနင်းတစ်ဆိုင်လုံးငှားလိုက်တာတော့မဟုတ်ဘူးမလား ဟုတ်တယ်လေနေမဲ့တခြားလူတွေမြင်မကြိုက်ဘူးဆို အဲ့ဒါနဲ့ပဲတစ်ဆိုင်လုံးငှားလိုက်ရအောင်လားအလားကားတက်ပတ်စံပို့ကုန်တာပေါ့ ကုံအားကျိုးနှက်ပါတယ်အပြရဲ့အခုငါတို့ပဲရှိတော့ဘယ်သူမှမမြင်ဘူးဘယ်သူမှမမြင်တော့လွတ်လွတ်လပ်လပ်အေးအေးစကားပြောလို့ရတာပေါ့ဗျာ အပြောတစ်ပေါက်ကတော့ရှန်းရှန်းတောက်ပဲ အာ ဘာဖြစ်ရပြန်တာလဲ ဟိုရှင်နာသွားလို့ ဘာဆိုင်လို့လဲ ဟုတ်တယ်လေငါ့ကိုပြောထုတ်လိုက်တာအပြောတစ်ပေါက်ကတော့ရှန်းရှန်းတောက်တယ်ငါတို့လောက်ဒီမှာအများကြီးငားထားပြီးတော့တက်သေးပြထားတယ်ဟာပြီးတော့ဒီလိုအလုံးနဲ့တက်သေးပြထားတာအဲ့ဒါအပြောတစ်ပေါက်ရှန်းရှန်းတောက်တယ် ကိုယ်လုံးနဲ့မင်းနဲ့နေရယူထားလို့မတူမမသိနိုင်ဘူး